မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Cookie Station Channel မှာမျိုးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တော့မျိုးတွေကိုကြာရှည်လဲထားခံပြီးနဲ့စာရမញ្ញလေးနဲ့စားရင်လဲရမ်းရတာရှိတဲ့ကြက်မွားကြော်ကျွတ်ဆက်ဆက်ကလေးကိုချက်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာပထမဦးဆုံးကြက်သားပြုတ်ဖို့အတွက်ပြင်ဆင်ရပါမယ်ခင်ဗျာကြက်သားကိုမပြုတ်ခင်ကျွန်တော်ကတော့ဒီလိုလေးလှီးပြီးပြုတ်ပါမယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ပြုတ်ပြီးရင်ကြက်သားမြင်လေးတွေမြင်ရင်လွယ်ကူအောင်လုပ်ပါခင်ဗျာကြက်သားပြုတ်ရင်ညှင်းနှဲသက်တောင်လို့ချင်းပါပါလှီးပြီးတော့ပြုတ်ထားပါမယ်ခင်ဗျာကျွန်တော်တို့ကြက်သားပြုတ်နေတုန်းလေးမှာကြက်သွန်ဒီနှလုံးကိုပါပါလှီးပေးထားပါမယ်ခင်ဗျာပြီးရင်ကြက်သွန်ပြူလေးပါတစ်ခါလေးလှီးပေးထားပါမယ်ခင်ဗျာကြက်သားလေးတွေကြက်ပြီဆိုရင်တော့စိတ်ရှိရှိနဲ့အမြင်လေးတွေမြင်ပေးရပါမယ်ခင်ဗျာအခုဆိုရင်ကြက်မွားကြော်ကြော်ဖို့အတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေပြင်ဆင်ပြီးပြီဆိုတော့စချက်ပါတော့မယ်ခင်ဗျာစီနှဲငယ်ထည့်ပါမယ်ခင်ဗျာပြီးရင်နွနေမို့နှဲငယ်ထည့်ပါမယ်ခင်ဗျာပြီးရင်စောနာကလိထားတဲ့ကြက်သွန်ကြီးထည့်ပါမယ်ခင်ဗျာကြက်သွန်နီလေးတွေအနှဲငယ်နွဲလာပြီဆိုမှကြက်သွန်မြူထည့်ပြီးတော့စီးတက်ပါမယ်ခင်ဗျာကြက်သွန်ဖြူနီလေးတွေစီးတက်ပြီးလို့ခုလိုရောင်လေးပြောင်းလာပြီဆိုရင်တော့ပကံလေးတစ်လုံးထဲမှာခတ်ထားပြီးတော့ခဏဖယ်ထားပေးပါမယ်ခင်ဗျာနောက်ထပ်ကျွန်တော်မို့နှဲငယ်ထည့်ပြီးတော့မြင်ထားတဲ့ကြက်သားလေးကိုကြော်ပေးရပါမယ်ခင်ဗျာကြက်သားကြောနေတဲ့အချိန်မှာမီးအေးဖွင့်ပြီးတော့စိတ်ရှိရှိနဲ့မကြာခဏအပေါ်အောက်တိချာလေးနှံ့အောင်မွေးပြီးကြောပေးရပါမယ်ခင်ဗျာဒါမှကြက်သားလေးတွေကအကျက်ညီပါမယ်ခင်ဗျာအခုလိုကြက်သားရောင်လေးနဲ့နီးလာရင်တော့အရသာအတွက်စားနှဲငယ်ထည့်ပါမယ်ခင်ဗျာပြီးရင်ချိုးမို့နှဲငယ်ထည့်ပါမယ်ခင်ဗျာနောက်ထပ်တခြားနှဲငယ်လေးထည့်ပါအောင်မယ်ခင်ဗျနောက်ထပ်ငြူတီကျန်းမုံပါတစ်ခါတည်းထည့်ပေးပါမယ်ခင်ဗျာငြူတီကိုတော့ကိုယ်စိတ်ကြိုက်လူတို့ဖို့လျှော့ထည့်လို့ရပါတယ်ခင်ဗျာအစမ်းများများကြိုက်တဲ့သူဆိုရင်တော့ငြူတီကိုများများလေးထည့်ပေးပါခင်ဗျာပြီးရင်ဆွမ်းနာကခတ်ထားတဲ့ကြက်သွန်ကြော်လေးပါတစ်ခါတည်းထည့်ပြီးတော့မွေးပေးပါမယ်ခင်ဗျအရသာလေးမြည်ကြည့်ပြီးအဆင်ပြေတော့လုံးဝရှယ်စကောင်းတဲ့ကြက်မွားကြော်ကျွတ်ဆက်ဆက်ဟင်းကောင်းလေးတစ်ခွက်ကိုပိုင်ဆိုင်သွားပြီဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတူးတင်ရှိပါတယ်ခင်ဗျာကျွန်တော် channel လေးကိုလည်း like and subscribe နှိပ်ပေးသွားပါဦးခင်ဗျာနောက်ထပ်ဟင်းကောင်းတစ်ခွက်နဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်ခင်ဗျာကျေးဇူးပါ